ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းရဲ့တက်ရောက်မှုတွေကြောင့်ရခိုင်ကမ်းရိုးတန်းမှာမိုးပိုများလာနိုင်ပါတယ်။အထူးသဖြင့်စစ်တွေမောင်တော်ကြောက်ဖြူတောင်ကုန်းနဲ့ကွားမြို့နယ်တွေမှာအဆက်မပြတ်မိုးသက်ထန်နိုင်ပြီးတော့ရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နိုင်ပါတယ်။မုန်တိုင်းရဲ့တက်ရောက်မှုတွေကြောင့်အနောက်တောင်မုတ်တုံလေးဟာအလွန်အားကောင်းနေတယ်ဆိုပြီးမိုးလေဝသပညာရှင်တွေကခန့်မှန်းထားတာပါ။မိုးရေချိန်စုပြုံနေတဲ့အတွက်ရခိုင်မှာရေကြီးရေရှမ်းမှုဖြစ်လေဖြစ်ထရှိတဲ့မြစ်ချောင်းတွေကိုအထူးဂရုပြုဖို့လိုအပ်ပါတယ်။ရခိုင်ရိုးမတောင်ရှင်မှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့လည်းမြေပြိုမှုအန္တရာယ်ကိုသတိထားဖို့ထပ်မံတိုက်တွန်းထားပါတယ်။ပင်လယ်ပြင်ငါးဖမ်းလုပ်သားတွေအထူးသတိပြုရမယ့်အချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းရဲ့အရှိန်ကြောင့်ကမ်းလွန်ပင်လယ်ပြင်မှာလေပြင်းတိုက်ခတ်ပြီးလှိုင်းကြီးနိုင်ပါတယ်။လှိုင်းရဲ့အမြင့်ဟာ73ပေအထိမြင့်တက်နိုင်တဲ့အတွက်ကမ်းနီးကမ်းဝေးငါးဖမ်းရေရင်တွေအနေနဲ့အထူးသတိပြုဖို့လိုအပ်ပါတယ်ရှင်။ရခိုင်သူရခိုင်သားအားလုံးဘေးကင်းလုံခြုံကြပါစေလို့ကျမတို့လေဝရီ FM ဝိုင်းတော်သားတွေကဆုတောင်းမေတ္တာပို့သလျက်ရှိပါတယ်ရှင်။